Okay မင်္ဂလာပါဒီနေ့တော့မိကုန်းလေးတစ်ခုပေါ့နော်ဒီဖုန်းဆက်တာပေါ့ဒီ keyboard ဒီခက်နီးကိုဝါသနာပါတယ်ပေါ့နော်အသက်ကတော့60ကျော်ပါပြီပေါ့သူတင်လို့အဆင်ပြေပါဦးမလားပေါ့အဲ့တော့တာမန်အနေနဲ့ကြည့်မယ်ဆိုရင်ကြတော့အဆင်ပြေတာပေါ့ဒါပေမဲ့အဆင်မပြေစရာနီးလန်းနေလည်းအများကြီးရှိတာပဲအဆင်မပြေဘူးလို့ပြောရမယ့်အကြောင်းရင်းတွေလည်းရှိတယ်အဆင်တမသူ့ကိုဖြည့်တဲ့အဖြေလေးကိုဒီနေ့ကျွန်တော်တို့เนาะပြန်ပြီးတော့ဒါ sharing လုပ်တာမို့ဘာလဲဆိုတော့သူ့အကြောင်းပြောလိုက်တာကတီးတာလွယ်တယ်နားမှာ keyboard close ရှိတယ်ကွာဒီမှာ1 2 3 4 5 6 1 2 3 4 5 6 7ကွာခုနှလုံးပဲရှိမယ်ကွာကဲအဲ့ဒါကိုရေးမယ်ကွာ1ဆိုရင်1 D 2ဆိုရင်2 3ကဲအမကျောင်းသွင်းဘောလုံးတီးမယ်ကွာ1 2 3 1နှစ်ခါတီးကွာအဲ့ဒါတီးတာပဲလေအဲတက်ဖို့ကြတော့အမကျွန်တော်တို့တချို့ပေးဆက်မှုတွေရှိတယ်ပထမဆုံးကိုကစိတ်ရှည်ရမယ်ခီးကြီးငယ်ငယ်တီးလို့ရတယ်အမ80 80ဖြစ်လို့လက်တွေမတန်တော့ရင်လည်းကြာကျွန်တော်တို့ကလက်တန်စီမဲ့နီလန်းလေးတွေနဲ့တင်ပါဒါပေမဲ့ခုဆိုရဲစိတ်ရှည်ရတယ်ဟိုစိတ်ရှည်ရဘာလို့ရှည်လဲဆိုတော့ဥမာဘာမှမလုပ်ထားဘဲနဲ့တချင်းကြီးကိုတန်းပြီးတော့တီးချင်လို့မရအောင်တချို့အခြေခံအချက်လက်လေးတွေတော့သူ့ကဏ္ဍအလိုက်ပေါ့နော် professional line ကိုသွားတော့မှာမဟုတ်ဘဲနဲ့အပျော်တမ်းဖြစ်တဲ့အတွက်အပျော်တမ်းဖြစ်စေကမူအပျော်တမ်းနဲ့သက်ဆိုင်သောဒီသင်ခန်းစာလေ့ကျင့်ခန်းလေးတွေကိုစိတ်ရှိလက်ရှိလေးကျင့်မယ်ဟိုဇွဲလေးနဲ့နည်းနည်းထည့်ပြီးတော့ဥမာကတရက်ကိုနိုင်ဝက်လောက်ပေါ့ဘာနော်ဟို7-15မိနစ်လောက်တော့မရဘူးနိုင်ဝက်ဆိုတဲ့အချိန်ကကျွန်တော်တို့ဒီတိုင်းထိုင်နေတော့ဖုံးပုတ်တဲ့အချိန်နဲ့ဆိုရင်ဒါခဏလေးကုန်သွားတာရှုပ်ခဏဆိုတော့အဲ့အချိန်လေးမှာကိုကသင်ခန်းစာလေးတွေကိုကျင့်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဟိုပြောတဲ့အတိုင်းလေးပေါ့နော်အားမှာဒါလေးတစ်ခုရအောင်လည်းဟာဆရာကိုတစ်ချင်းတီးမယ်ဒီချင်းတီးမယ်ဆိုရင်တော့မဖြစ်နိုင်ဘူးပြောသလိုလေးလုပ်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်အသက်60မှမဟုတ်ဘူး80 80လည်းဖြစ်နိုင်တယ်အဓိကဒီတီးမယ်ဘယ်လိုတီးမလဲကောင်းအောင်တီးမယ်အဲ့မှာလာကျွန်တော်တို့တီးတာလွယ်တယ်တက်ဖို့ကြတော့ကျွန်တော်ခတ်လာမယ်အတက်ပညာတစ်ခု level ရောက်တဲ့အခါမှာကျွန်တော်တို့အများကြီးပေါ့နော်ကိုကပေးဆက်ရတယ်ကျွန်တော်တို့ဒီဘာပဲလို့ဗလားဒီဂီတစီးချက်နဲ့ဖြစ်တဲ့အတွက်စီးချက်ကတော့အရင်ရေးကြည့်တာပေါ့နော်ဒီ timing စီးချက်ကတော့အရေးကြီးတယ်မှန်ကန်အောင်ဆိုရင်ဒါဒီချင်းတော့ကိုသူတီးတာမှန်လားသိချင်ဒါသူကစီးချက်ကိုနိုင်နေပြီအဲ့တော့ကျွန်တော်တို့ကပေါင်းစီးချက်ကိုအရင်တင်တယ်ဒီစီးချက်ပေါ့နော်ဒီဟို timing ပေါ့နော်ဒီဟိုပါပေါ့ရတန်ကိုနားတဲ့နေရာတင်တယ်ဟုတ်မှာအဲ့ဒီအကွာဝေးတွေပေါ့အဲ့ဒါတွေကအဓိကပဲအဲ့ဒါအဓိကမှန်ရင်ကျွန်တော်တို့လက်တစ်ချောင်းနဲ့တီးလေဂီတတန်စင်ကထွက်တယ်အဲဒါမှကောင်းမှုကြတော့စီးချက်နားလိုက်လို့မရတော့ဟုတ်ပြီနော်မှန်ကန်မှုဒီစီးချက်နားလိုက်လို့ဖြစ်တယ်တစ်ချောင်းနဲ့ပဲတီးရုံလာပြောလို့မရဘာတော့ကိုယ့်ဘက်ကိုအိမ်မှာတီးရလေအပြောတီးရလေတချင်းဖြစ်တယ်ဘေးကအော်တိုတီးကဒီတချင်းလေးပါလားဆိုတဲ့ဟာလေးသိမယ်နော်ဘာမှမဖြစ်ဘူးဒီအဲဒါမှတက်ဖို့ကြတော့မှန်ဖို့ကြတော့ဒီမှာရပြီကောင်းဖို့ကြတော့မလွယ်တော့ဒီမှာဒီလက်ချောင်းလေးတွေရဲ့ထိချက်လေးတွေသူကဒီလိုလေးတွေကြတော့အဲ့ဒါကြောင့်ကျွန်တော်ကလေ့ကျင့်ရတော့မယ်အချိန်လေးပေးရတော့မယ်ဒီဟာလေးတွေကိုပြောတာအဲ့လိုလေးတွေကိုကစင်ရင်းစီနားလေတိုင်းပဲဆိုရင်ကိုကကိုသွားမယ်လန်ခီကကွာဥမာပြောတိုင်းပဲသွား professional line မှာသွားဒီကိုတဆင့်ချင်းရှေ့ကိုရွေ့သွားရုံပဲဘာပြဿနာမရှိတော့အဲ့တော့ကျွန်တော်ပြောလိုက်တဲ့ဖြေကဖြစ်နိုင်တယ်ဒီလိုနီးလန်းလေးတွေတော့ရှိတယ်သူလည်းဝမ်းတာသွားပြီးတော့တင်တယ်အပ်သွားတာပေါ့နော်ဒါလေးပဲပြောတာတချို့ကျတော့ဟိုကြီးဖို့ကြီးတယ်ကွာဟိုမဝယ်နိုင်ဘူးတချို့ကျတော့ဝယ်နိုင်တယ်အကောင်းစားကြီးတွေဝယ်ပြီးတော့နည်းနည်းပါးတင်ပြီးတော့အခြေခံနည်းနည်းရတယ်ဟာကိုရှင်းတင်မယ်ဒီရှင်းတင်မယ်အဲ့ဒါမျိုးကျတော့ကျွန်တော်တို့ကသူ့အတွက်ပဲနှမျောတာပေါ့ထိုးရသွားမှာဒီချိန်မှာအဲ့တော့အစင်တိုင်းလေးတော့ကြီးတာငယ်ရနဲ့မဆိုင်ဘူးပေါ့တင့်တော်တဲ့သင်ခန်းစာသူကဒါတင့်တော်ရင်ဒီသင်ခန်းစာကျွန်တော်အဲ့လိုကဏ္ဍတွေအများကြီးခွဲပြီးတော့သင်တန်းဖွင့်ပေးတာအခြေခံရှိပြီးသားသူတွေအတွက်အခြေခံသင်တန်းတွေအများကြီးဖွင့်မှာအခြေခံဟိုပေါ့နော်
ချင်းတိခတ်နေတယ်ပေါ့နော်ဒါအခြေခံကောင်းတဲ့လူတွေအခြေခံမရှိရင်အခြေခံနေစားအခြေခံမှာဥမာပုံစံအမျိုးမျိုးပေါ့လုံးဝ0ကနေစကျင်တဲ့လူတွေတော့0ကနေကိုထောင်တက်မဲ့တန်ခါးစာ0တော့မဟုတ်စရာကျွန်တော်ကခုနလိုမျိုးပေါ့နော်ကြည့်မယ်အဲ့ဒါအဲ့အတွက်အခြေခံတွေပေါ့တစ်ချောင်းလေးတန်ပါမယ်စီးကြလေးတွေနားလည်မယ်အခုကျင့်ထားတဲ့လေ့ကျင့်ခန်းနဲ့သက်ဆိုင်တဲ့တချင်းလေးတွေကိုတိခတ်နိုင်အောင်ဒါကတော့အပျော်တန်းအဆင့်လေးမှာဒါပေမဲ့အပျော်တန်းအဆင့်နဲ့ကျွန်တော်တို့ကအခြေခံကိုမကြော်ဘူးမာဂီတာဆိုရင်ကျွန်တော်ပြောမယ်ဟိုမြန်မာသားဆိုရင်ကျွန်တော်တို့ဒီ professional တော့တေချာကိုတက်မြောက်ခြင်းတဲ့လူတွေအတွက်ဆိုကျွန်တော်ကကျိုးချင်း73ဘလုံးကိုကျွန်တော်တို့ကတီးခိုင်းမှာတီးကိုတီးရမယ်ဒီလိုလက်မထောင်အောင်မယ်ငါဒီလိုဖြတ်တန်းခဲ့တယ်အရှိတော့မဟုတ်ဘူးအားဆိုလေအဖြော်တန်းတီးမယ်ကြားတယ်မာဂီတာတီးရမယ်ဒါပေမဲ့ဟိုလိုမဟုတ်ဘူးကျိုးတွေက9ဘုတ်6ဘုတ်လောက်ယူတွေကဒီလိုသွားမှာပေါ့ဟို professional တန်းကြတော့တကယ်ကောင်းအောင်တီးမယ်ဆိုတဲ့လူကြတော့ကျိုး73ဘုတ်ပြင်ယူရီယာပတ်ပြိုးဘွဲအဲ့ဒါတွေအကုန်စုံတီးရမယ်ပြောရကြတော့ကျွန်တော်တို့ကျိုးနဲ့ဒီယူရီယာလက်ကွက်လေးတွေပတ်ပြိုးလက်ကွက်လေးတွေအလည်းငယ်တင်ပြီးသူတို့တင်နေတဲ့ဟာလေးပေါ့နော်ဒါဝါသနာရှင်တို့ကသူတို့အိမ်မှာသူတို့စိတ်အပန်းဖြေဖို့အတွက်ကျွန်တော်ကတော့ကဏ္ဍပေါင်းစုံလေးလုပ်ပေးတာပေါ့အဲ့တော့ဒါမှမဟုတ်ခုရှိတယ်အခြေခံအောင်တော့မကြောက်ပါဘူးဒီအခြေခံကိုရတာဥမာကွာကိုကဒီအဲ့ဒါဆိုတာကျွန်တော်ဆိုတာပိန်နာဘွားတာကျွန်တော်နိုင်တဲ့အဲ့ကျွန်တော်ကဆန်ဆယ်ပြီးတော့နိုင်မှာပေါ့ဒါပေမဲ့ဆန်တိတ်ဆိုရင်ကျွန်တော်မနိုင်တော့ဘူးဘာဖြစ်လဲဆိုတော့ဆန်တအိတ်ကိုနိုင်တဲ့ခွန်ကကျွန်တော်မှာမရှိလို့လုံလောက်တဲ့ပိဆက်မှုကိုကျွန်တော်မလုပ်ထားဘူးအဲ့တော့ကျွန်တော်ဆန်တိတ်ကိုကျွန်တော်မနိုင်ဘူးဒီသဘောပဲဆယ်ပြီးတော့ဆိုရင်တော့ကျွန်တော်နိုင်ကောင်းနိုင်တယ်ငါးပြီဆိုရင်ပုံချင်းသေးတာပေါ့အဲ့ဒီသဘောပဲကိုဘလောက်ပိဆက်ထားလဲအဲ့ဒီ level ကရှုပ်ရောက်ပါအဲ့တော့လူစားတော့မရနိုင်ဘူးလို့တော့ကတော့အမြဲရနိုင်မယ်ဒါတော့ကျွန်တော်ယုံကြည်တယ်နော်ကိုလိုချင်တာကိုရနိုင်ဘူးဒါပေမဲ့ကိုလှုပ်ထားသလောက်ကိုရနိုင်တယ်ကျွန်တော်အရန်ကြိုက်တဲ့စကားလေးနှစ်မျိုးရှိတယ်ပထမတစ်မျိုးကမရှိတာထက်မသိတာခက်နော်ပြီးတော့အဆိုးဆုံးကမလုပ်တော့မရှိတာရှိအောင်လုပ်ရတယ်မသိတာသိအောင်လုပ်ရတယ်ပြီးရင်မလုပ်တာကတော့ဘာမှလုပ်လို့မရတော့အဲ့တော့မရှိတာနဲ့မသိတာခက်အဆိုးဆုံးကမလုပ်တော့တာမလုပ်တဲ့လူကတော့ဘာမှဖြစ်မှာမဟုတ်တော့အဲ့တော့မရှိရင်ရှိအောင်ကြံပြီးလို့ရတယ်မသိရင်သိအောင်ကူညီပြီးလို့ရတယ်မလုပ်မဲ့လူကြတော့ဘာမှကူညီပြီးလို့မရဘူးအဲ့ဒါသဘောကျတယ်ပေါ့နော်အဲ့လေးမှတ်ထားတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီဟို professional လမ်းကြောင်းသွားမဲ့သူတပေါ့နော်ဒီချင်းတစ်ခုကိုကွာကျင့်တာမှန်မှန်ကျွန်တော်ဟိုတော့ဆူလိုက်တယ်တရားတဲ့ဒီချင်းနဲ့ပဲဟိုတော့ဖြစ်နေပြီတလားပြီတော့မယ်သူလိုက်မတင်နဲ့တော့မတင်နဲ့တော့ဘာဖြစ်လို့ဆိုတော့မှားနေတဲ့ဟာကြီးကိုမှန်မှာဆိုပြီးတော့အစ်တစ်ပုတ်တက်ခိုင်းလို့မဖြစ်နိုင်ဘူးဒီချင်းတစ်ပုတ်ကိုပဲဒီချင်းကိုဒီအခြေခံအချက်လက်မှာဒီချင်းကိုရသေးခြင်းနေတာမဟုတ်ဘူးဒီချင်းရောက်တယ်မင်းဘာမှမပြောင်းလဲပါဘူးဒီချင်းမှာပါတဲ့နှုတ်တံပိုးတွေဒီအယူအဆတွေလက်ပုတ်သက်ရှင်တွေအဲ့ဒါတွေကိုစင်ထဲကိုဆွဲသေးချင်တာဆွဲပြီးတော့မှနောက်တော့သူ့ထက်မြင့်တဲ့ချင်းလေးတွေဒီလိုသွားမှသာတိုးတက်မှာဒီချင်းကိုမြန်မြန်ဆန်ဆန်ပြီးတော့ခုနလိုပေါ့စီးချက်မှန်အောင်လုပ်နေကျွန်တော်တို့ကသွားလို့မရဘူးလေတက်ဖို့ဆိုရင်ဒီမှာလက်ပုတ်သက်ရှင်ရှိတယ်အယူအဆရှိတယ်ရူးဆွဲတာရှိတယ်ဝမ်မန်တိခန့်နေနော်အဲ့ကလေးကတော့ဝမ်မန်တိခန့်နေပေါ့ဒါပေမဲ့ तू ကြိုးစားတယ် तू ပြန်မှန်သွားတယ်အခုဆိုရင်စက်တိုက်ကိုမှန်လာတယ်အဲ့တော့ तू တိသွားတာပေါ့တော်တယ်ဒီချင်းကအဓိကမဟုတ်ဘူးစနစ်ကအဓိကပေါ့တင့်တော်တဲ့လေ့ကျင့်ခန်းတီးထားတယ်အဲ့ဒီလေ့ကျင့်ခန်းနဲ့ဆိုင်တဲ့တချင်းတီးနေတဲ့အချိန်မှာ तू ကနောက်တစ်ခုကိုကြော်နေတာမကြော်နဲ့ဒီမှာလောက်လိုက်ရင်ဒါခိုင်သွားပြီခိုင်ရင်ကျွန်တော်ကနောက်ဆင့်တက်မယ်ဒီလိုချီမယ်တစ်ဆင့်တက်မယ်ဒါဆိုရင်ဒါကိုကဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကောင်းရဒီရှေ့ဆက်မဲ့ခီလန်ချောမွေ့မှာပေါ့နော်အဲ့ဒါလေးပါနော်ဒါလေးကိုကျွန်တော်တို့ sharing လုပ်တာပါအသက်ကြီးတာငယ်တာမဆိုင်ဘူးပုံမှန်လေးလုပ်မယ်စိတ်ရှိရှိနဲ့ကျင့်မယ်ပြီးတော့ရှင်တွေကနေမကောင်းလုပ်မယ်ဆိုတဲ့စိတ်လေးရှင်ရတယ်အကျိုးကစိတ်ပဲရှိတာနော်မလုပ်ဘူးတီးလိုက်ဒီလိုက်မအားပြထားလိုက်ပြန်ရောမေဂျာမိုင်နာတွေကွဲရမှာပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီတင်ယူမဲ့လမ်းကြောင်းမှာပေါ့နော်ဖြစ်မဖြစ်ဆိုတာကိုကျွန်တော်တို့အဖြေရှာတွေ့နိုင်မယ်လို့ယုံကြည်တယ် online class ကနေပြီးတော့အဆင်ပြေပြေသင်နိုင်အောင်သင်တန်းလေးတွေဖွင့်ထားတယ်အခြေခံသင်တန်းအခြေခံရှိပြီးသားတွေအတွက်သင်တန်း level အဆင့်လိုက်ပေါ့နော်နောက်ပိုင်းကျရင်ကျွန်တော်ရဲ့ရည်မှန်းချက်ကြီးတစ်ခုတော့ကျွန်တော်ကြောင်းတစ်ခုလို့ကျွန်တော်သင်ယူရေးတစ်ခုလုံးရွေးဆွဲပြီးတော့အဲ့တိုင်းသွားရင်အဲ့တိုင်းဖြစ်မယ်ဆိုတဲ့အထိအောင်ကျွန်တော်က
ကြိုးစားမှာပေါ့နော်လွယ်တော့မလွယ်ဘူးပေါ့တင်နန်းသားကလည်းလိုက်နိုင်ရမယ်ဆရာကလည်း view site ကြက်မှတ်ပြမယ်ဒီဒီကျန်နဲ့ကျွန်တော်သွားမှာတင်နန်းကြောင်းအထိပါဒါကျွန်တော်ရဲ့ဘဝရဲ့ရှိမှန်းချက်ပေါ့နော်ဒီဆရာတော်တို့ဒီမှာတက်ပြီးတော့ဒီလူတွေဖြစ်သွားကြတယ်ဒီလူတွေတော်လာကြတယ်ဆိုတော့အဲ့ feeling ကိုအရင်လိုချင်တာပေါ့အဲ့ဒီအခြေအနေထိရအောင်လဲကြိုးစားမယ်အားလုံးကလည်းဝိုင်းပြီးတော့ပံ့ပိုးကူညီကြဖို့เนาะကူညီရဲဆိုတာကြိုးစားကြဖို့ပြောတာပါတင်နန်းအပ်တယ်ကြိုးစားကြဖို့ပြောတာပါအခုလည်းကျွန်တော်ဖွင့်ထားတဲ့တင်နန်းလေးရှိတယ်အဲ့တင်နန်းလေးတွေကိုတင်ယူနိုင်ပါတယ်တတ်တာတော့ဈေးနှုန်းမှာเนาะဒါလုံးတက်နိုင်တဲ့ဈေးနှုန်းမှာဟိုမှာလက်ဖေးတစ်ခွက်3000ကျော်ပါပါပြီကျွန်တော်တချင်း10ဘုတ်9ဘုတ်10ဘုတ်မှာကျွန်တော်2000 3000 4000မကျော်ပါဘူးပေါ့နော်တစ်ဘုတ်ကိုလက်ဖေးတစ်ခွက်စာမရှိတဲ့တင်တန်းကြီးနဲ့ပဲကျွန်တော်တင်ပေးနိုင်အောင်ကြိုးစားနေပါတယ်เนาะဟိုတချို့ဟာတွေကြတော့လဲရန်ခက်ခဲတဲ့ဟာတွေအရင်ကြာရှည်နေတဲ့ဟာတွေကြတော့လဲတင်တန်းကြီးတွေနည်းနည်းများတာရှိတယ်ဒါပေမဲ့အားလုံးနိုင်မဲ့ဈေးပါပဲเนาะကဲကောင်းမွန်တဲ့ lesson လေးကောင်းမွန်တဲ့သင်ကြားမှုတွေနဲ့အမြဲတမ်းဆုံးတွေ့ကြပါမယ်နော်